မင်္ဂလာပါခင်ဗျာဒီကောင်လေးကတော့ Bastion T90 လေးပဲဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးက4နဲ့ဖက်ဆက်ထုတ်ထားတဲ့ကားလေးပဲဖြစ်ပါတယ်ဒီကောင်လေးကဆိုလို့ရှိရင် leather seat ဖြစ်မယ် seat motor ဖြစ်မယ် all power window ဖြစ်ပါမယ်ခင်ဗျာ SUV type အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်နေရီမှာသုံးမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ရန်ကုန် license နဲ့ရမယ် brand new လေးပဲဖြစ်ပါတယ်ခင်ဗျာနောက်ကနေကြည့်မယ်ဆိုလို့ရှိရင်လည်း Bastion မီးလုံးလေးတွေကအစLED light လေးတွေနဲ့ဆိုတော့တော်တော်လေးကြည့်လို့ကောင်းတယ်ခင်ဗျာနောက်ခန်းထဲမှာဆိုလို့ရှိရင်လေဒီကောင်က round ကုန်းပုံစံမျိုးလေးဖြစ်သွားမယ်ဒီကောင်ကအလေမှာလီထွက်ပေါက်ကလေးလည်းပါသွားမယ်ခင်ဗျာဒီကောင်လေးက panorama roof နဲ့ဖြစ်သွားမယ်ခင်ဗျာအရှိခန်းက driver ခုံမှာဆိုလို့ရှိရင်လေ CRM volume ဘယ်ညာနှစ်ဖက်ပါသွားမယ် cruise control ပါသွားမယ် infotainment screen ဆိုလို့ရှိရင်လည်းအကြီးနဲ့ဖြစ်သွားမယ်အဲ့လိုပဲ side cover လေးတွေကအပြာလေးနဲ့ကွက်ထားတယ်ဆိုတော့တော်တော်လေးကြည့်လို့ကောင်းတယ်ဗျအတွင်းခန်းထဲမှာဆိုလို့ရှိရင်တော်တော်တက်တက်ရရကလေးရှိရဲ့ကားလေးပဲဖြစ်ပါတယ်ခင်ဗျာ digital mind လေးနဲ့လည်းဖြစ်သွားမယ်နော်နောက်တစ်ခုက e-brake system လေးပါအောင်မယ်ခင်ဗျဒီကောင်လေးကိုကြိုက်နှစ်သက်လို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်စီကိုဖုန်းဆက်ပြီးဝယ်ယူလို့ရပါတယ်ခင်ဗျဒီကားလေးကတော့ T90 လေးပဲဖြစ်ပါတယ်ခင်ဗျအဆုံးထိအောင်ကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ